မဟာမြိုင်တော်ကြီးဆိုလားအပြင်လောကနဲ့အဆက်တွေပြက်နေတဲ့နေရာတစ်ခုတည်းမဟုတ်ဘူးဗျာအဲ့ဒီမှာကျွန်တော်လူသားတွေမသိနိုင်တဲ့တိတ်ပါနေကြရှင်းပြလို့မရတဲ့လူဝတ်ချက်တွေအများကြီးရှိနေတာပါဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းကတော့ရှေးဟောင်းပူရပိုက်မြေပုံတစ်ခုနောက်ကိုလိုက်ရင်မဟာမြိုင်တော်နဲ့ထဲမှာမနုသက်စီဟာနဲ့မြေဝါးထင်ထင်ကြုံခဲ့ရတဲ့မူဆိုးကြီးဥပါကန်နဲ့သူ့ရဲ့တပည့်ဖိုးထူးတို့အကြောင်းပဲဖြစ်ပါတယ်ဥပါကန်ဆိုတာတောတောင်အကြောင်းကိုရေးရေးလဲလေးသိတယ်လို့ပေါ့ဒါပေမဲ့တနေ့မှာတော့သူတို့ရွာကဖုန်ကြီးကျောင်းပြည့်ကြီးစီကနေကောက်ယူထားတဲ့ထူးဆန်းတဲ့သားရည်ပူရပိုက်တစ်ခုကိုသူရလိုက်ပါတယ်အဲ့ဒီမြေပုံထဲမှာမဟာမြိုင်တော်ရဲ့အလဲဘဟိုမှာရှိတဲ့နတ်မြက်စီလို့ခေါ်တဲ့လိုင်းကူတစ်ခုအကြောင်းပါဝင်နေခဲ့တာပါအဲ့ဒီကူထဲမှာရှေးဟောင်းယတနာတွေရှိတယ်လို့ယူဆပြီးဥပါကန်ရဲ့ဖိုးထူးတို့ဟာအန္တရာယ်များတဲ့ခရီးကိုစတင်ခဲ့ကြပါတော့တယ်ဖိုးထူးကတော့အထက်နှင်းစေကြလူခဲ့ဆိုတော့စိတ်ညံလက်မြန်ပေါ့ဗျာဆရာဒီမြေပုံကတကယ်ရောဟုတ်လို့လားလို့သူကမေးတော့ဥပါကန်ကသူ့ရဲ့စေးတိုင်ကိုတစ်ချက်ဖွာရင်ဖိုးထူးတောထဲမှာပါးစပ်ပိတ်ထားစမ်းဒီမြေပုံကတာမန်မြေပုံမဟုတ်ဘူးငါတို့ခြေလန်းတိုင်းကိုတစုံလေးရုပ်ကစောင့်ထီနေတယ်လို့ပဲလို့သတိပေးလိုက်တယ်တောနဲ့ထဲရောက်လေလီလူကပူလီလာလေးပဲအဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်လုံးရဲ့နားတဲ့ကိုထူးဆန်းတဲ့အသံတစ်ခုကြားလိုက်ရတယ်အဲ့ဒါကတောရိုင်းတရိษံအော်ထန်လည်းမဟုတ်ဘူးလူတယောက်ရဲထန်လိုမိုးထန်လိုနဲ့ကြောချမ်းလျာအသံကြီးပေါ့တောနဲ့ထဲကိုဝင်လာတာ3ရက်မြောက်တဲ့နေ့မှာပတ်ဝန်းကျင်ကထူးထူးခြားခြားကိုတိတ်ဆိတ်သွားတာပဲဘရက်တန်တွေငှက်တန်တွေတော့မကြားရတော့ပဲလေမင်းတမန်တိတ်ဆိတ်ခြင်းတွေနဲ့အုပ်မိုင်းနေတာပေါ့ဥပါကနာသူ့ရဲ့ rifle တနက်ကိုကြစ်ပေါအောင်စော့ကင်ထားရင်ဘိုးထူတတိထားတော့ငါတို့နယ်မြေတစ်ခုကိုကြောလာပြီထင်တယ်လို့တိုးလေးပြောလိုက်အဲ့ဒီအချိန်မှာပဲမြေပြင်ပေါ်မှာသူတို့အရင်ကတခါမှမမြင်ဘူးတဲ့ခြေရာကြီးတွေကိုတွေ့လိုက်ရတယ်ခြေရာကတကယ့်ကိုအကြီးကြီးပဲဒါပေမဲ့ထူးဆန်းတာကချင်းတစ်ခြေရာလိုနဲ့လက်ချောင်းတွေကလူလက်ချောင်းတွေလိုပုံစံမျိုးထစ်နေတာပါဖိုးထူးစနာကြောက်လုံးလို့တူးလေတောင်တုံနေပြီပေါ့ဆရာဒါဖာတရဝါလဲဗျလူလားတရိษံလားလို့မေးရှာတယ်ဥပကန်းကခြေရာကိုတေးချကြည့်ပြီးဒါမနုပြဟာရဲ့ခြေရာပဲဖိုးထူးရှင်းလူကြီးလေးပြောနေတယ်လူမြင့်တရာနဲ့တားရဲဆိုတာဒါပဲဖြစ်တာမင်းလို့တွေးဆဆပြန်ပြောလိုက်တာပေါ့ရုတ်တရက်ဆိုသလိုသူတို့အဘော်ကတပ်ပင်ကြီးတွေကြားကနေလေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီးစူးရှားတဲ့အနံ့တစ်ခုရလိုက်တယ်ဗျအဲ့ဒါကပုတ်စော်နန္ဒာမျိုးမဟုတ်ပဲတကယ်ကိုမှုှေးကြိုင်တဲ့စံတကူးနန္ဒာနဲ့ကြီးဖြစ်နေတာစံတကူးနဲ့ရရင်မနုတီဟာအနားမှာရှိနေပြီလို့မှတ်ဆိုတဲ့စကားကိုသတိရပြီးဥပကံတယောက်မျက်လုံးစုံကိုဘေးပတ်လည်ဝှေ့ကြည့်လိုက်တဲ့အချိန်မှာတော့ကြောက်ဆောင်ကြီးတစ်ခုရဲ့အနောက်မှာအရိပ်မဲကြီးတစ်ခုလှူရှားသွားတာကိုမြင်လိုက်ရပါတော့တယ်ဝုန်းဆိုတဲ့အတန်းကြီးနဲ့အတူတစ်ပင်တွေကြားကနေခုံထွက်လာတာဟာတကယ်ကိုမေယုံနိုင်စရာတကြော်ကြီးတစ်ကောင်များအဲ့ဒါဟာဒန္တာယူထက်ကအတိုင်ခန္ဓာကိုယ်ကချင်းတဲ့နှုတ်ခုကိုပေါင်းဆက်ထားတယ်လို့မျိုးဖြစ်နေပြီးခေါင်းကတော့လူသားတစ်ယောက်ရဲ့ဥခေါင်းပုံစံမျိုးပါဒါပေမဲ့တာမန်လူထက်အစာပေါင်းများစွာကြီးမားပြီးမျက်လုံးတွေကရွှေရောင်တောက်နေတာပေါ့ဖေဒါမနုတီဟာအရှိတပဲလို့ဖိုးထူးတယောက်ရောင်ရမ်းပြီးអော်လိုက်မိတယ်သူစန်းတာကအဲ့ဒီတရဝါကြီးဟာသူတို့ကိုတိုက်ခိုက်ဖို့ပြင်းနေတာမဟုတ်ပဲလမ်းကိုပိတ်ရထားတာဗျာသူလေမျက်နှာကအင်မတန်ခညာပြီးကြောက်မက်ဖွယ်ကောင်းလို့တစ်ဖက်မှာလေနတ်ဗျာတစ်ပါးလို့တပ်ပိုင်နေပြန်ရောဥပကန်းကသူ့တပိတ်ကိုလက်နဲ့တားပြီးဖိုးထူးတနတ်ကိုချလိုက်စမ်းဒီအရှင်ကငါတို့ကိုရန်ပြဖို့လာတာမဟုတ်ဘူးတတိပေးဖို့လာတာလို့တတိပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲမနုတိဟာကြီးကလူစကားနဲ့စင်တူတဲ့ဟိန်းတန်ကြီးနဲ့ပြောလိုက်တာကဒီနေရာဟာမင်းတို့လောဘသားတွေလာရမယ့်နေရာမဟုတ်ဘူးပြန်လဲကြစမ်းတယ်ဗျသူ့ရဲ့အတန်ကမြေပြင်တစ်ခုလုံးတုံခါသွားစေလောက်အောင်ကိုအားပါလို့နာဖိုထူးကတော့ကြောက်လန့်နဲ့ကျွန်တော်တို့ရတနာတွေကိုလူကျလို့မဟုတ်ပါဘူးကျောင်းတော်ကြီးပြင်ဖို့အတွက်လာခဲ့လာပါလို့ပြန်ပြောလိုက်တဲ့အခါမနုတိဟကြီးရဲ့ရွှေရောက်မဲ့အလုံးတွေကတစ်ချက်ဝင်းလတ်သွားတယ်အဲ့ဒီနောက်မှာတော့သူဟာတောနတ်ထဲကိုပြန်လဲပျောက်ကွယ်သွားပြီးသူတို့ရှေ့မှာလမ်းချောင်းတစ်ခုပွင့်သွားပါတော့တယ်အဲ့ဒီလမ်းမှာမြေပုံထဲမှာမပါတဲ့လမ်းတစ်ခုပေါ့ဗျာမနုတိဟကြီးညွန်ပြတဲ့လမ်းတစ်တိုင်းလျှောက်လာရဲနဲ့သူတို့နှစ်ယောက်ဟာဒေါ်အုပ်ရဲ့အလေဘဟုမှာရှိတဲ့အလွန်ကြီးမားတဲ့ကြောက်သားလောင်ကူကြီးတစ်ခုရှိကိုရောက်လာခဲ့ကြတယ်ဗျဒါဟာမြေပုံထဲမှာပါတယ်နတ်မျက်စိလောင်ကူပဲပါဂူဘဝမှာတော့ရှေးအောင်ပကံခေတ်ကလက်ရာတွေနဲ့ဆင်တူးတဲ့ကြောက်စီရုပ်တွေရှိနေပြီးလေသူကလည်းအဖင်ကတည်းပိုအေးစိမ့်နေတာဘိုးတူကတော့ဂူထဲမှာယတနာတွေရှိမယ်ဆိုတဲ့စိတ်နဲ့ဆရာမြန်ဝင်ရအောင်လို့ဆိုပြီးဂူထဲကိုဝင်ဖို့အလောတကြီးလောက်တော့တာပဲဒါပေမဲ့ဂူထဲကိုရောက်သွားတဲ့အခါသူတို့မြင်လိုက်ရတာကရွှေငွေယတနာတွေမဟုတ်ဘူးဗျအဲ့ဒီမှာရှိနေတာကရှေးဟောင်းပရပိုက်တွေစေးချမ်းတွေနဲ့ထူးဆန်းတဲ့တတ်တုလုံးကြီးတွေပဲထည့်နေတာပါဥပကံကပရပိုက်တစ်ခုကိုကောက်ဖက်ကြည့်လိုက်တော့မှထ
သူတို့တုံ့လောက်သွားကြတယ်ဒါဟာယရနာသိုက်မဟုတ်ပဲမဟာမြိုင်တော်ကိုစောင့်ရှောက်တဲ့မနုဿိဟရဲ့ဇက်ကြောင်းနဲ့ဒီတော်ကြီးထဲမှာဝတ်ထားတဲ့အတ္တဓာတ်ဆိုတဲ့ဆေးဝါးတွေအကြောင်းဖြစ်နေတာအဲ့ဒီအချိန်မှာပဲဂူအပြန်ဘက်ကနေမေဟင်းထန်ကြီးထားချလိုက်ပြန်အဲ့ဒါကမနုဿိယကြီးရဲ့အော်တန်တွေမဟုတ်ဘူးဗျတောနဲ့ထဲကတခြားသောတားရဲတွေရဲ့အော်ဟစ်ထန်တွေပါရောနှောနေတာဥပါကန်ကဘို့တို့ငါတို့ဒီပစ္စည်းတွေကိုမထိပဲတင်ထွက်ရအောင်ဒါတွေကလူသားတွေပိုင်ဆိုင်ရမယ့်အရာဟုတ်ပြောလိုက်တယ်ဘို့တို့ကတော့ထူးဆန်းတဲ့တတူလုံးလေးတစ်လုံးလက်ထဲမှာစုပ်ကင်ထားပြီးသားဖြစ်နေပြီအဲ့ဒီအချိန်မှာပဲဂူမျက်နှာချက်ကောင်ကြီးကြောက်တုံးတွေပြိုကျလာပြီးဂူဝမှာမနုဿိယကြီးပြန်ပေါ်လာပါတော့တယ်သူ့မျက်လုံးတွေကခုနကလိုကျေနာမှုမရှိတော့ပဲဒေါသအမျက်တွေနဲ့หนีရဲနေတာပေါ့ဗျာဂူအဝါမှာပိတ်ရက်နေတဲ့မနုဿိဟကြီးရဲ့ဟိန်းတန်ဟာမဟာမြိုင်တော်တစ်ခုလုံးကိုတုံးခါသွားစေတာဗျာမင်းတို့လူသားဝီရဲ့လောဘကဘတော်မှမဆုံးနိုင်ပါလားဆိုတဲ့စကားကြီးကသူတို့အုံနောက်ထဲထိပဲ့တင်ထပ်သွားတာပေါ့ဖိုးထူးကတော့ကြောက်လွန်းလို့လက်သေးကတတုလုံးလေးကိုလွှတ်ချလိုက်ပြီးမြေပြင်ပေါ်ဝက်တွားခိုးယူတော့တာပဲတောင်းပန်ပါတယ်အရှင်ကျွန်တော်တို့မားထွားပါပြီကျွန်တော်တို့ယူကကျောင်းတော်ကြီးအထွတ်ပဲစိတ်ဆိုးမိတာပါလို့တုံတုံရင်ရင်နဲ့ဝန်ခံလိုက်ရှာတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတာတစ်ခုဖြစ်လာတယ်ဗျဥပကံကသူတို့ယူလာတဲ့မြေပုံဟောင်းကြီးကိုမီးရှို့လိုက်တာပါဒီလျှို့ဝှက်ချက်ကငါတို့စီမှာပဲဆုံးမစီတော့နောင်လူတွေလည်းဒီနေရာကိုလာပြီးမနှောင့်ယှက်ပါစေနဲ့လို့ပြောပြီးအဲ့ဒီပူရိုပိုက်ကိုပြာထိလောင်လုပ်လိုက်တယ်အဲ့ဒီတော့မှမနုဿိယကြီးရဲ့ဒိုးသားမျက်လုံးတွေကတဖြည်းဖြည်းပြန်အေးကျသွားပြီးမင်းတို့ရဲ့ရိုးသားမှုကိုငါယုံကြည်ပေးလိုက်မယ်ဒါပေမဲ့ဒီတော့တွေကထပ်သွားရင်အားလုံးကိုမေ့ပစ်လိုက်တော့လို့သူ့ရဲ့ခြေသေးကြီးတွေနဲ့မြေပြင်ကိုတစ်ချက်ချစ်လိုက်တာရုတ်တရက်ဆိုသလိုမက်ဆီကျိန်းတဲ့လင်းနဲ့ဖြစ်သွားပြီးဥပကံနဲ့ဖူးထူကတောဆက်ကိုပြန်ရောက်နေရဗျာသူတို့လက်ထက်မှာဘာယရနာမှပါမလာခဲ့ပြီမင်းဖူးထူရဲ့လွေးထဲမှာတော့ရွှေတငါးဟောင်းနေအပိပါတဲ့အိတ်လေးတစ်အိတ်ကအန်အောစရာကောင်းလောက်ပါလာခဲ့ပါတယ်ဒါဟာမနုဿိဟကြီးကသူတို့ရဲ့စေရနာကိုတီးလို့ပေးလိုက်တဲ့ဆုလက်ပဲပေါ့အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာမဟာမြိုင်ရဲ့လျှို့ဝှက်ချက်ကိုဘယ်သူ့ကိုမှမပြောတော့ဘဲနေခဲ့ကြပါတော့တယ်ဗျာဒါပေမဲ့ညဘက်ဆိုရင်တော့သူတို့နှစ်ယောက်ဟာစံတကုနယ်သားနန်းလေးကိုခန်းစားမိလိုက်မဟာမြိုင်ရဲ့အဆောင်ရှောက်ကြီးကိုတတိယမိမအသေးကြပါပဲ